Hi everyone, this is Fuji here. ဒီတစ်ပတ်မှာတော့ Fuji ကလာအိုနိုင်ငံရဲ့ VVN မြို့ကိုသွားလည်သည်မလည်သည်ဆိုတဲ့အကြောင်းလေးကိုပြပြပေးသွားမှာဖြစ်ပါတယ်။ VVN မြို့လေးရဆိုလို့ရှိရင်လာအိုနိုင်ငံဘီယယ်ချင်းမြို့ကနေပြီးတော့2နာရီလောက်ကားမယုံနဲ့ရောက်ရှိတဲ့မြို့လေးပဲဖြစ်ပါတယ်။ရထားနဲ့လည်းသွားလို့ရတယ်လို့ကားနဲ့လည်းသွားလို့ရပါတယ်။လာအိုနိုင်ငံကိုအလဲပဲဖြစ်စီအလုပ်ကိစ္စပဲဖြစ်စီရောက်ရှိခဲ့မယ်ဆိုလို့ရှိရင်အချိန်လဲရမယ်ဆိုလို့ရှိရင်လာအိုနိုင်ငံဘီယန်ချင်းမြို့နယ်မဝေးတဲ့နေမြို့လေးတွေကိုတွားရောက်လည်ပတ်သက်ပါတယ်။ခုကာလတွေမှာတော့ဗီဇာကိစ္စနဲ့ပတ်သက်ပြီးတော့ခရီးသွားတော်တော်များများဆိုလို့ရှိရင်လာအိုနိုင်ငံမှာဗီဇာကိစ္စကိုတွားရောက်ဆောင်ရွက်ကြတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဗီဇာကိစ္စတွေပြီးလို့အချိန်လဲပိုနေတယ်ဆိုလို့ရှိရင်ဒီ VVN မြို့လေးကိုတွားရောက်လည်ပတ်ဖို့တိုက်တွန်းလိုက်ပါတယ်နော် VVN မြို့လေးကိုတွားလည်ခြင်းနဲ့ဆိုလို့ရှိရင်လာအိုနိုင်ငံဗီယန်ချင်းကမိမိတဲခိုတဲ့ဟိုတယ်မှာဖြစ်စေဟိုတယ်နဲ့အနီးတစ်ဝိုက်မှာရှိတဲ့ကားလက်မှတ်ရောင်းတဲ့ဆိုင်လေးတွေမှာဖြစ်စေအလွယ်တကူဝယ်ယူလို့ရပါတယ်ကားလက်မှတ်တစ်စောင်ကို3သိန်းခွဲကစ်ဖြစ်ပြီးတော့10ယောက်စီ15ယောက်စီမှန်လုံးကားလေးတွေပဲဖြစ်ပါတယ်မြို့လေးကိုရောက်ဖို့အတွက်ဗီယန်ချင်းကနေ2နာရီလောက်ပဲကားမောင်းရတာဖြစ်ပြီးတော့မိမိတဲခိုရာဟိုတယ်ကိုကားကလာရောက်ကြိုပါတယ်နော် VVN မြို့လေးရဆိုလို့ရှိရင်တဘာဝတရားတွေနဲ့ပြည့်နှက်နေပြီးတော့မြို့ပတ်လည်မှာဆိုလို့ရှိရင်ကြောက်တောင်တွေနဲ့တောင်တွေပတ်လည်ကာရန်ထားပြီးတော့တောင်ကြီးမှာဆိုလို့ရှိရင်လည်းဆောင်းမြစ်ကစီးဆင်းနေတာကိုတွေ့ရမှာဖြစ်ပါတယ်တဘာဝပကြီးကားကြီးတစ်ချက်ကိုငေးမောကြည့်နေရတယ်လို့ပဲအရန်ကိုလှပလွန်လာပါတယ်ရှင်မိတဲကိုတဲ့ဟိုတယ်ကနေပြီးတော့ဒီလှပတဲ့တောင်ကြီးတွေကိုကြည့်နေရတဲ့ကိုပဲစိတ်ချမ်းသာပြီးတော့အရန်ကို relax ဖြစ်စေပါတယ်ရှင်လူငယ်တွေအတွက်ဆိုလို့ရှိရင်လည်းအရန်ကို activity တွေပေါ်များလွန်ပါတယ်မြစ်ထဲမှာဆက်လီစီးတာzip line စီးတာနောက်ပြီးတော့ထုံကြောက်တောင်တွေများတဲ့အတွက်ကြောင့်မို့လို့ထုံကြောက်ဖြစ်လာတဲ့ဒီ blue lagoon ရေတကုန်း1 2 3ဆိုပြီးတော့လည်းရှိပါတယ်မိမိကြိုက်နေတဲ့ blue lagoon 1 2 3ကိုလည်းတွားရောက်လည်ပတ်လို့ရပါတယ်နောက်ပြီးတော့တခြားနိုင်ငံတွေနဲ့ရှင်လို့ရှိရင်ဈေးအရန်ကိုတက်တာတယ်ဟော့ဘလူးစီးတာဆက်တက်လီဒီတွေစီးတာလည်းပြုလုပ်လို့ရပါတယ်ရာသီဥတုကောင်းတဲ့နေ့တွေမှာဆိုလို့ရှိရင်မနက်တစ်ကြိမ်ညနေတစ်ကြိမ်ဟော့ဘလူးနဲ့ဒီဆက်တက်လှီတွေကိုစီးကြပါတယ်ပြီးတော့တောလန်းနေမှာလည်း quad bike ကိုလည်းစီးလို့ရပါတယ်အခုမြင်တွေ့နေရတာကတော့ပူဂျီရိုတဲတဲ့ဟိုတယ်ရဲ့ branda ကနေမြင်ရတဲ့မြင်ကွင်းလေးပဲဖြစ်ပါတယ်အခုလိုမျိုးရာသီဥတုတာယာတဲ့နေ့တွေမှာဆိုလို့ရှိရင်ဟော့ဘလူးတွေတစ်လုံးပြီးတစ်လုံးတက်လာတာကိုအခုလိုမျိုးအနီးကပ်မြင်တွေ့ရမှာပဲဖြစ်ပါတယ်ပူဂျီတဲတဲ့ဟိုတယ်ကတော့တောင်ကြီးနဲ့မြစ်အနားမှာရှိတဲ့ဟိုတယ်လေးပဲဖြစ်ပါတယ်ဟိုတယ်လေးရဆိုလို့ရှိရင်အသစ်ဖြစ်ပြီးတော့ဟိုတယ်ကနေမြင်ရတဲ့ view อ่ะဆိုလို့ရှိရင်လည်းအရန်ကိုလှပါတယ်တောင်တွေကိုလည်းနီးနီးကပ်ကပ်မြင်ရတာဖြစ်ပါတယ်အခုလိုမျိုးဟော့ဘလူးနစ်ကိုလည်းအနီးကပ်ဆုံးမြင်တွေ့ရတာဖြစ်ပါတယ်ဟိုတယ်လေးရဲ့နာမည်ကတော့ Villevon Hotel ဖြစ်ပါတယ်ဗီလော်လေးထဲမှာလည်းဒီဟိုတယ်လေးကိုထည့်ပေးထားပါတယ်ဟိုတယ်တွေကလည်းအရန်ကြီးမကြီးပါဘူးဖူဂျီတို့သွားတဲ့ရက်မှာဆိုလို့ရှိရင်တရက်ကိုမှစင်ကာပူဒေါ်လာအစိတ်လောက်ပဲပေးရတာဖြစ်ပါတယ်လာအိုမှာဟိုတယ်တဲမယ်ဆိုလို့ရှိရင် tip ကလေးတွေပြောပြချင်ပါတယ်လာအိုဗီယန်ကျင်းမှာပဲဖြစ်စေဒီ VVN မြို့မှာပဲဖြစ်စေဟိုတယ်တဲမယ်ဆိုလို့ရှိရင်အရင်ဆုံးမိမိတဲမယ်ဟိုတယ်ကိုကိုတဲကျင်နဲ့ဒီ PUB အရန်စီကားတဲ့နေရာရဲ့အနီးနားမှာရှာပြီးလို့ရှိရင်အကိုရာကနေပြီးတော့အခန်းလေးတွေကိုအရင်ဆုံးကြည့်ပါအခန်းလေးတွေကိုကြိုက်ပြီဆိုလို့ရှိရင်အကိုရာကနေပြီးတော့မပွက်ဖဲနဲ့ဒီဟိုတယ်ကိုလူကိုယ်တိုင်သွားပြီးတော့ walk in မေးမြန်းပြီးတော့ check in ဝင်မယ်ဆိုလို့ရှိရင်အခန်းက discount လေးတွေရနိုင်ပါတယ်အကိုရာထက်တသားတဲ့ဈေးနဲ့ရနိုင်ပါတယ်နောက်ပြီးတော့မိမိကတက်ခုမဲ့ရက်များမယ်ဆိုလို့ရှိရင်လည်းဟိုတယ်မှာဒီ price ကို adjust လုပ်လို့လည်းရပါသေးတယ်เนาะနောက်တစ်ခုကတော့ဒီ VVN မြို့မှာလဲမယ်ဆိုရင်ဗာနဲ့လဲရမလဲဆိုတာလေးလည်းပြပြပါမယ်သူကလည်း VN ချင်းမှာလဲသလိုပဲတူတူပါပဲ
ဒီမော်တော်ဘိုက်ကလေးတွေပေါ့နော်electric bike ကလေးတွေဒါမှမဟုတ်လို့ရှိရင်စီဆိုင်ကယ်လေးတွေကိုငှားပြီးတော့လဲလို့ရပါတယ်သူကလည်းတစ်ရက်ကို3သိန်းခွဲကစ်ပဲဖြစ်ပါတယ်ညဘက်တွေမှာဆိုလို့ရှိရင်လည်းညဈေးတန်းရှိပြီးတော့အစားအသောက်တွေလည်းပေါ်များပါတယ်။နေကင်းဘက်မှာဆိုလို့ရှိရင်လည်းဟော့ပေါ့ဆိုင်တွေကနေပြီးတော့ဒီသူတို့နိုင်ငံရဲ့ tradition နဲ့အစားအစာတွေဖြစ်တဲ့ခောက်ဆွဲဆိုင်လေးတွေကအစားတရုတ်စာအစုံပေါ့နော်စားတောက်ဆိုင်တွေလည်းအများအပြားရှိပါတယ်။အခုမြင်တွေ့နေရတဲ့ရှုခင်းလေးရဆိုလို့ရှိရင်ဘလူးလာကော1 2 3 4ကိုသွားတယ်လမ်းတစ်လျှောက်မှာရှိတဲ့ရှုခင်းလေးပဲဖြစ်ပါတယ်။ပတ်ပတ်လည်မှာတောင်တွေကြောက်တောင်တွေဝိုင်းရံထားပြီးတော့လေကွင်းနေနဲ့အရန်ကိုလှပါတယ်လမ်းလေးဖြစ်ပါတယ်တောလမ်းလေးဖြစ်ပါတယ်။နောက်တစ်ခုကတော့ဒါကတော့ဘလူးလာကွန်2ပဲဖြစ်ပါတယ်။ဒီမှာဆိုလို့ရှိရင်တရုတ်ခီးသွားဧည့်သည်တွေအများအပြားကိုတွေ့ရှိရပြီးတော့တော်တော်များများကဘလူးလာကွန်ထဲမှာဆင်းပြီးတော့ရေချိုးကြတာများပါတယ်။နောက်ထပ်လေပတ်စရာကြောက်တောင်နေနဲ့ view point တွေလည်းအများအပြားရှိပါတယ်။ဒါပေမဲ့ဖူဂျီကတော့အခုလိုမျိုးဒီ view point တောင်ပေါ်တက်ရတာတွေကိုမကြိုက်တဲ့အတွက်ကြောင့်မို့လို့အဲ့လိုတွေတော့မသွားခဲ့ပါဘူး။အခုလိုမျိုးရေတခွန်နေနဲ့ activity တွေကိုလုပ်မယ်ဆိုလို့ရှိရင်ဒီတိုးတွေနဲ့ join လို့လည်းရတယ်လို့ကိုယ်တိုင် activity တစ်ခုချင်းစီကိုလက်မှတ်ဝယ်ပြီးတော့လေဒီ activity တွေကိုပြုလုပ်လို့ရပါတယ်လက်မှတ်ကိုလည်းဒီမျိုးရဲ့ဆိုင်တိုင်းနီးပါးမှာဝယ်ယူလို့ရပါတယ်အခုမြင်တွေ့နေရတာကတော့ VVN မြို့ရဲ့အမြင့်ဆုံး elevator rooftop bar ပေါ်ကနေမြင်တွေ့ရတဲ့မြင်ကွင်းလေးပဲဖြစ်ပါတယ်။ဒီဘားရဲ့အပေါ်ဆုံးဒီ rooftop bar ပေါ်ကနေဆိုလို့ရှိရင်တစ်မြို့လုံးကို360 view နဲ့မြင်တွေ့ရမှာဖြစ်ပါတယ်။တကယ်လို့ဒီဘားကိုလာမယ်ဆိုလို့ရှိရင် reservation ကြိုလုပ်ထားရင်ဝင်ကြီးအခမဲ့ဖြစ်ပါတယ်။ reservation မလုပ်ထားဘူးဆိုလို့ရှိရင်တော့ဝင်ကြီးပေးရမှာဖြစ်ပါတယ်။ဒါကတော့တောင်ကြီးမှာစီးဆင်းနေတဲ့နှုတ်ဆန်းမြစ်နဲ့မြစ်ထဲမှာရှိတဲ့ဆက်လီလေးတွေပဲဖြစ်ပါတယ်။မြစ်ထဲမှာအပျော်စီးဆက်လီတွေကိုလည်းငှားရမ်းပြီးတော့စီးလို့ရပါတယ်။ VVN မြို့ကနေ VN ချင်းကိုပြန်မယ်ဆိုလို့ရှိရင်ရထားနဲ့လည်းပြန်လို့ရတယ်လို့အလာတော့ကလိုပဲမိမိတဲခိုတဲ့ဟိုတယ်မှာဖြစ်စီဟိုတယ်ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ကားလက်မှတ်ရောင်းတဲ့ဆိုင်လေးတွေကနေဖြစ်စီမိမိကြိုက်တဲ့ကားအမျိုးအစားနဲ့ကိုပြန်ကျင်တဲ့အချိန်ကိုရွေးချယ်ပြီးတော့ကားလက်မှတ်ကိုဝယ်ယူနိုင်ပါတယ်ဒီဗီဒီယိုရဲ့နောက်ဆုံးမှာတော့ဖူဂျီတို့ BBN မြို့မှာစားခဲ့တဲ့အစားတောက်လေးတွေကိုတင်ပေးထားပါတယ်။သူ့မှာဆိုလို့ရှိရင်ဒင်းစန်းဆိုင်တွေလည်းအများအပြားရှိပြီးတော့ဈေးလည်းတင်တဲ့အတွက်ကြောင့်မို့လို့ပူပူနွေးနွေးနဲ့ဒင်းစန်းလေးရဆိုလို့ရှိရင်လည်းအရန်ကိုစားလို့ကောင်းပါတယ်။နောက်ပြီးတော့သူတို့ရဲ့ signature ခောက်ဆွဲလေးပဲဖြစ်ပါတယ်။ဆိုလို့ရှိရင်တဘာဝအလားတရားတွေနဲ့ပြည့်ညက်နေပြီးတော့အရန်ကိုအေဂျင့်ပြီးတော့လဲလို့ကောင်းတဲ့မျိုးလေးပဲဖြစ်ပါတယ်။နောက်တစ်ချိန်အခွင့်အခါတင်လို့ရှိရင်လေတွားရောက်လဲပတ်ခြင်းနဲ့မျိုးထဲမှာပါပါတယ်။အရန်ကိုစိတ်အေးချမ်းပြီးတော့ relax လည်းဖြစ်ခဲ့ပါတယ်ရှင်။ဖီလော်လေးကိုအဆုံးထိကြည့်ပြီးလို့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။ဖူဂျီရဲ့ဖူဂျီဒိုင်ယာရီ YouTube channel နဲ့ဖူဂျီဒိုင်ယာရီ Facebook page တို့ကိုလည်း like and subscribe လုပ်ဖို့မမေ့ပါနဲ့နော်။အပတ်ဒီမှာလည်း DDB Dependent Visa ကိုစင်ကာပူကနေဘယ်လိုရှောက်မလဲဆိုတဲ့အကြောင်းအရာလေးတွေကိုမျှဝေပေးသွားမှာဖြစ်လို့စောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။